ဟုတ်ကဲ့မင်္ဂလာပေါင်းတဲ့ခါညောင်းပါလေဗျာယနေ့တင်ဆက်ပေးမှာကတော့ကျွန်တော် The Mountain is Your မိမိတီတာမိမိတောင်တန်းဆိုတဲ့စာအုပ်နဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်လိုမျိုးတွေးထဲမှာပိတ်မိနေမနေဖို့အတွက်ဒီစာအုပ်လေးကိုကျွန်တော်ဖတ်မိတာပေါ့နော်အဲ့ဒီကနေပြီးတော့ကျွန်တော်အတူချုံပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ဘဝမှာတဲ့နာကျင်မှုတွေစိတ်မသက်သာမှုတွေဖြစ်တာတွေအမြဲတမ်းနှီးပါဖြစ်စေတဲ့တရားခံကတဲ့ကိုဖြက်စီးတတ်တဲ့အပြုမှုတွေပါပဲတဲ့တနည်းအားဖြင့်မိမိရဲ့ဘဝကိုတိုးတက်မှုမရှိစေပဲပျက်စီးအောင်လုပ်နေသူဟာလေတခြားသူမဟုတ်ဘူးတဲ့မိမိကိုယ်တိုင်ပဲဖြစ်ပါတယ်တဲ့လူသားတိုင်းဟာဖြစ်နေတာနဲ့ဖြစ်ရှင်တာတို့ရဲ့ကြားကွာဟမှုကိုကျင်းမြောင်းအောင်ကြိုးစားတိုင်းမှာအတားအဆီးတွေနာကျင်မှုတွေနဲ့စိတ်မသက်သာမှုဖြစ်စေတာခံစားလေးရှိပါတယ်တဲ့ဒီလိုအခက်အခဲတွေအတားအဆီးတွေကိုတဲ့နာကျင်မှုတွေနဲ့ကြုံလာတိုင်းထွက်ပေါ်လာတာကတော့မိမိကိုယ်ကိုနင်မိုးစေတဲ့ဆက်စားဖို့တဲ့အပြုမှုတွေပဲဖြစ်ပါတယ်ဒီအပြုမှုတွေကတော့ကိုယ့်ဘဝအောင်မြင်မှုကိုတဲ့ပိတ်ဆို့တားဆီးတတ်တဲ့တောင်တန်းကြီးတွေဖြစ်ပါလေတဲ့ရုတ်တရက်ကြည့်လိုက်တော့မယ်ဆိုရင်တဲ့ဆက်စားဖို့ဆိုတာကကိုနာကျင်ထိခိုက်အောင်လုပ်တာကိုမုန်းတာယုံကြည်မှုနည်းလာတာစိတ်ဆန်စွာမှုမရှိတာတွေကြောင့်ဖြစ်တတ်လာပဲလို့ထင်ပါတယ်တဲ့ဒါပေမဲ့တကယ်မှာတော့ဆက်စားဖို့လုံးနေမိဆိုလို့ရှိရင်တဲ့မတိစိတ်ရဲ့လိုအပ်ချက်တစ်ခုကြောင့်သာဖြစ်နေတတ်ပြီးတော့အဲ့ဒီမတိစိတ်ကိုတဲ့ပြည်စုံလာအောင်လို့လူတွေဟာဆက်စားဖို့တွေကိုပဲအသုံးချနေကြပါတယ်တဲ့အဲ့ဒီတော့တဲ့ဒီလိုဆက်စားဖို့တွေကိုလုံနေမိတယ်ဆိုရင်တဲ့ကြော်လွားနိုင်ဖို့ဟာကိုယ့်ရဲ့အတွင်းစိတ်ထဲမှာတဲ့နက်နင်းနဲ့တူးဖော်ဖို့လိုပါတယ်တဲ့ဥပမာအဖြစ်နဲ့စိတ်တန်ရ trauma ရလာတဲ့အခါတဲ့အဖြစ်အပျက်တွေကိုအတိအကျဖော်ထုတ်ပစ်တာမုန်းကွယ်နေတဲ့စိတ်ခံစားချက်တွေကိုဖွင့်ဟဖော်ထုတ်ပစ်တာစိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်ဖို့ပိုကောင်းတဲ့နီးလန်းတွေကိုရှာတာကကိုယ့်ရဲ့ပုံရိပ်ကိုတဲ့အသက်ဖန်တီးတာခံစားမှုဆိုင်ရာဉာဏ်ရည်တွေကိုတိုးတက်အောင်လုပ်တာခန္ဓာရည်စိတ်ခွန်အားတွေကိုတဲ့ထားရှိတာတွေကဆက်စားဖို့တွေကိုတွန်းလှန်နိုင်တဲ့လက်နက်ကောင်းတွေပဲဖြစ်ပါတယ်တဲ့အဲ့ဒီအရာတွေကိုပြုလုပ်ဖို့ခက်ခဲတာမှန်ပေမဲ့တဲ့ဒါတွေကလူသားတိုင်းတစ်ချိန်မဟုတ်တစ်ချိန်စူးစမ်းစင်းတဲ့အရာတွေဖြစ်လာတာကတော့အငင်းပွားစရာမရှိပါဘူးတဲ့လူတိုင်းကြုံပါတယ်ကိုတဦးတယောက်တည်းဖြစ်နေတာတောင်မဟုတ်ပါဘူးအဲဒီကြောင့်လူတွေဟာသိစိတ်ထဲကဆန္ဒနဲ့မသိစိတ်ထဲကဆန္ဒတွေကိုစန့်ကျင်ဘက်ဖြစ်လာတဲ့အချိန်မှာတဲ့ကိုနင်မုန်းအောင်လုပ်မိလိမ့်ရှိတတ်ကြပါတယ်တဲ့ဥပမာအဖြစ်နဲ့သိစိတ်ထဲမှာပတ်စံချမ်းသာခြင်းတဲ့လူတယောက်ဖြစ်ချင်ပေမဲ့မသိစိတ်ထဲမှာတော့ပတ်စံချမ်းသာတဲ့လူတွေကိုအတ္တကြီးတဲ့လူတွေလူမုန်းများတဲ့လူတွေလို့ယုံကြည်နေတာမျိုးဒါမှမဟုတ်သိစိတ်ထဲကအောင်မြင်တဲ့လူတယောက်ဖြစ်ရှင်ပေမဲ့မသိစိတ်ထဲမှာကျတော့ဖန်တီးမှုတွေလုပ်ရင်နဲ့ဝေဖန်တိုက်ခိုက်ခံစားရလိမ့်မယ်လို့ကြောက်နေမှုမျိုးတွေရှိပါတယ်တဲ့အဲ့ဒီသိစိတ်နဲ့မသိစိတ်ကြားလွန်ဆွဲမှုတွေဖြစ်လာတဲ့အခါဆက်စားဖို့ရဲ့အပြုမှုတွေကိုပုံမတွေ့တာလာမိတတ်ကြပါတယ်တဲ့ဒါကြောင့်ကိုနင်မွန်းခံတဲ့ပြဿနာကိုဖြေရှင်းနိုင်ဖို့အပေါ်ယံစူးစမ်းရုံနဲ့မရဘဲနဲ့ကိုယ့်ရဲ့အတွင်းစိတ်ထဲကနေပြီးတော့ယုံကြည်မှုအတွေးတွေအမြင်ဟောင်းတွေကိုတဲ့မြေလံပစ်အောင်စူးစမ်းရမှာဖြစ်ပါတယ်တဲ့အတွေးသည့်အမြင်သည့်တွေကိုတဲ့လိုက်နာကျင့်သုံးနိုင်ဖို့လဲလိုအပ်ပါတယ်ဥပမာအားဖြင့်နဲ့ငွေရှိတဲ့လူတိုင်းကအကျင့်စာရိတ္တပြပြနေတာမဟုတ်ကြောင်းငွေကိုရွေချက်ကောင်းနဲ့အကျိုးရှိအသုံးပြုနေတဲ့လူတွေဖြစ်ကြောင်းဝေဖန်ခံရမှကြောက်လို့ဖန်တီးမှုတွေမလုပ်တော့ဘူးဆိုတာအတိတ်ပဲမရှိတဲ့စင်ကြီးတစ်ခုသာဖြစ်ကြောင်းအဆရှိတဲ့ယုံကြည်မှုအသစ်တွေမွေးမြူတာမျိုးပါတဲ့ကို့မှာရှိပြီးသားယုံကြည်မှုအဟောင်းတွေကိုစောင့်ကြည့်လေ့လာပြီးတော့မေးခွန်းထုတ်တက်လာမယ်ဆိုရင်အဲ့ဒီဟာတွေကဘလောက်တောင်ယုတ်တိကင်းမယ်လဲဆိုတာမြင်တွေ့ရမှာဖြစ်ပါတယ်တဲ့အဓိကဘလောက်ပဲအတွင်းမြင်ကောင်းတွေရှိနေပါစေကိုအတွင်းမြင်ကောင်းတွေကိုအဓိကကတော့ရဲဝံ့နဲ့ဖော်ထုတ်နိုင်မှုပါပဲတဲ့ဆက်စားဖို့ဖြစ်နေကြောင်းပြသတဲ့လက္ခဏာတွေကတော့အများကြီးရှိပါတယ်တဲ့ဥပမာအဖြစ်ကိုယ်စိတ်ထဲကကာလရှိကြစွာစုပ်ကင်ထားတဲ့ယုတ်တိမရှိတဲ့ကြောက်စိတ်တွေကိုတဲ့ဆက်စားဖို့ရဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်တဲ့ကိုညံမကောင်းမှုယုံမချောဘူးလူချစ်လူခင်မပေါ်ဘူးအရေးချင်းမရှိဘူးအစရှိတဲ့ယုံကြည်ချက်တွေကိုတဲ့အကြောက်တရားတွေဟာအချိန်ကြာလာတဲ့အမျှစိတ်တစားဆန်ပြီးတော့နောက်ဆုံးမှာကိုနင်မွန်းလောင်လောက်တဲ့ဘက်ရောက်သွားတတ်တာမျိုးတွေဖြစ်ပါတယ်ဥပမာညာဘက်မှာအိမ်မပြောတာမျိုးတွေဖြစ်တတ်ပါတယ်
အတွေးတွေနဲ့မှာနစ်မွန်းနေတတ်ပါတယ်နောက်ထပ်လက္ခဏာတစ်ခုကတော့ညင်းဆန်ခုခံခြင်းနဲ့စိတ် resistant ရှိနေခြင်းပါတဲ့ဥပမာအဖြစ်ကိုယ်စီမှာ project အသစ်တစ်ခုလုပ်ဖို့ရှိနေတယ်ဒါပေမဲ့အဲ့ project ထဲကိုတဲ့စိတ်ထဲမှာမလှုပ်ချင်လို့ညင်းဆန်နေတာဆိုလို့ရှိရင် resistant ရှိနေပြီလို့ပြောရမှာပဲတဲ့အခြေရင်းမှာဆိုရင်လေတဲ့အစင်ပြေတဲ့လက်တွဲပေါ်နဲ့တွေ့နေရပေမဲ့အတီတွဲဖို့မဖြစ်နိုင်ပါဘူးဆိုပြီးတော့ခြီတုံခြီရဖြစ်နေပြီဆိုလို့ရှိရင်တဲ့ resistant ရှိနေတယ်လို့ပြောနိုင်ပါတယ်တဲ့အလုပ်ဖြစ်နိုင်ခြင်းရှိရတဲ့နေရဲ့တဲ့အကြံဉာဏ်ကိုလက်တွေ့မှာအကောင့်ထဲပေါ်နိုင်မှုတိုင်ပင်ဆွေးနွေးကြတဲ့အခါစိတ်ဖိစီးမှုတွေဒေါသတွေဖြစ်လာတတ်တာဟာ resistant ရဲ့သဘောတဘာဝပါပဲတဲ့အများအဖြစ်အစင်ပြေတဲ့အခြေအနေထက်အစင်ပြေနေချောမွေ့တဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်ဒီလို resistant မျိုးကပို့ပြီးတော့တွေ့ရလေရှိတတ်ပါတယ်တဲ့တကယ်တော့အဲ့ဒီ resistant တွေဟာတဲ့ကိုတခုခုလွဲနေကြောင်းကိုရှောက်နေတဲ့လမ်းဟာအန်နီယမကင်းကြောင်းသတိပေးတဲ့လက္ခဏာတွေပါတဲ့ဒါကြောင့်တခုခု resistant ဖြစ်နေပြီဆိုလို့ရှိရင်တဲ့အခြေအနေကိုခြေလန်းတလန်းနောက်ဆုတ်ပြီးအကဲခတ်ဖို့တော့လိုပါလိမ့်မယ်တကယ်လို့ resistant ရှိနေပါလေနဲ့ကိုဖိအားတွေဇက်တိုက်ပေးနေမိမယ်ဆိုလို့ရှိရင်အတွင်းစိတ်ထဲကပရိပခဝိုးတဲ့ပိုကောင်းလာအောင်လုပ်နေသလိုဖြစ်သွားပါလိမ့်မယ်ဒါကြောင့် resistant ဖြစ်လာပြီဆိုလို့ရှိရင်တဲ့အခြေအနေကိုခြေတလန်းနောက်ဆုတ်ပြီးတော့အကဲခတ်ဖို့တော့လိုပါတယ်ဒါကြောင့် resistant ဖြစ်လာပြီဆိုရင်အခြေအနေလုံးဝအာယုံပြောင်းပေးဖို့လည်းလိုပါတယ်တဲ့ကိုကဘာလိုချင်တာလဲဘယ်အချိန်မှာဘာလိုချင်တာလဲဘာကြောင့်ဘာကိုလိုချင်တာလဲပြန်လဲသုံးသပ်ဖို့လည်းလိုပါတယ်ကိုနောက်ပြန်ဆွဲမထားတဲ့အသိစိတ်ထဲကယုံကြည်မှုတွေကိုဖော်ထုတ်ပြီးတော့တဲ့ကိုယ့်ရဲ့ဆန္ဒအစစ်အမှန်ကိုမြင်နိုင်အောင်ကြည့်မယ်ဆိုလို့ရှိရင်အလုံးဆက်လုပ်ဖို့အတွက်စိတ်ကူးညံကွန်ပျူတာတွေရနိုင်ပါလိမ့်မယ်တဲ့အဓိကအတွေးထဲမှာလုံးဝပိတ်မိမနေပါနဲ့တဲ့ကိုလုံနိုင်တဲ့အတိုင်းအတာထက်အများကြီးတစ်ခုကိုကြော်ပြီးလှုပ်ဖို့ကစူးစမ်းတာအဆင်မပြေတာတစ်ခုခုဖြစ်လာတိုင်းအကုန်မြေလံပြီးတော့အစကနေပြန်လှုပ်ချက်တဲ့အကျင့်မျိုးဆိုတာကဆက်စားဖို့တည်းရဲ့လက္ခဏာတွေဖြစ်ပါတယ်တဲ့ဒါကြောင့်နဲ့တစ်ခုခုကိုစူးစမ်းတဲ့အခါမှာတဲ့ပျော်ရွှင်မှုကိုရှာဖွေတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အမြင့်ဆုံးနဲ့ကန့်သက်ချက် upper limit ကိုမကျော်နိုင်အောင်ဖြည်းဖြည်းချင်းစူးစမ်းပါတဲ့ပြဿနာတစ်ခုခုဖြစ်လာတဲ့အခါမှာလဲလုပ်ငန်းအသစ်တွေလက်တွဲပေါ်အသစ်ကိုအလောတကြီးရှာဖွေတာမျိုးတွေမလုပ်ပါနဲ့တဲ့အပြောင်းလဲတကယ်လုပ်သင့်ရလားဖြည့်ရှင်းလို့ရမယ်နီလန်ရှုံးမလားဆိုတာခေါင်းအေးအေးနဲ့လဲစဉ်းစားသင့်ပါတယ်တဲ့လက်တွဲပေါ်ဖြစ်ဖြစ်အလောက်ကင်ပဲဖြစ်ဖြစ်ရတော့ကိုယ့်အကူခေါင်းအေးအေးနဲ့ဒီလူကကိုယ့်ဘဝအတွက်အရေးကြီးဆုံးလားကိုယ့်အပေါ်ကောင်းနိုင်တဲ့လူမျိုးလားဆိုတာကလည်းအရင်အရေးကြီးပါတယ်ခုခေတ်မှာကတဦးတယောက်မကောင်းဘူးဆိုလို့ရှိရင်လုံးဝစိတ်တန်ရာရတတ်ပါတယ်အားဒါကြောင့်မလို့ဘလို့ပဲဖြစ်နေကိုယ့်အကူခေါင်းအေးအေးနဲ့စဉ်းစားပြီးတော့မှဒီလူကငါ့အတွက်ကောင်းနိုင်တဲ့လူလားငါအပေါ်ကျင်နာတတ်တဲ့လူမျိုးငါမိဘအပေါ်ကျင်နာတတ်တဲ့လူမျိုးပဝင်းချင်းအပေါင်းအသင်းနဲ့အစဉ်ပြေနိုင်တဲ့လူမျိုးလားဆိုတော့ကိုခေါင်းအေးအေးနဲ့စဉ်းစားပြီးဆုံးဖြတ်ပါစီးပွားရေးတွေလူမှုရေးတွေအမျိုးအခြေအနေကကိုယ့်ရဲ့လက်တွဲပုံမှာလဲမူတည်ပါတယ်ဆက်စားဖို့တည်းရဲ့နောက်လက္ခဏာတစ်ခုကစင်းလုံးချောဝါဒီဖြစ်ပါတယ်တဲ့ကိုလုတ်သမျှစင်းလုံးချောပြည့်စုံမှုကောင်းမွန်လွန်ရမယ်လို့မျှော်လင့်မိတာဟုတ်တဲ့မျှော်လင့်မိတာလို့ခေါ်ပါတယ်တဲ့ပြည့်စုံခြင်းနဲ့စိတ်ဟာတဲ့ကောင်းတယ်လို့ထင်ရပေမဲ့တကယ်လက်တွေ့မှာတော့အဲ့ဒီစိတ်ကြောင့်နောက်ပြန်ဆွဲမိသလိုဖြစ်နေတတ်ပါတယ်တဲ့တကယ်ပါနော်ပြည့်စုံခြင်းနဲ့စိတ်ကကောင်းတယ်လို့ထင်ရပေမဲ့တကယ်လက်တွေ့မှာတော့အဲ့ဒီစိတ်ကြောင့်နောက်ပြန်ဆွဲမိသလိုဖြစ်နေတတ်ပါတယ်ဘာလို့လဲဆိုတော့တဲ့အဲ့ဒီစိတ်ကိုဆွဲကင်ထားတဲ့လူတွေဟာလက်တွေ့မကြဘဲနဲ့ရီမန်းချက်တွေကိုစုပ်ကင်ထားမိတတ်လို့ပါပဲတဲ့စမ်းသက်လောက်ကင်ရင်တဖြည်းဖြည်းကောင်းလာနိုင်တဲ့အလုပ်တွေကိုတကယ်မလုပ်ဖြစ်တော့ပဲကိုနစ်မောအောင်လုပ်မိတာဟာလုံးမိဟာအဲ့ဒီစိတ်ကြောင့်ဖြစ်ပါတယ်အဲ့ဒီစိတ်ကိုကူးသားဖို့စီးတစ်ခွက်ကရောတဲ့ just do it ခေါ်တဲ့ဘာမဆိုရဲလောက်ချခြင်းနဲ့စိတ်ဖြစ်ပါတယ်အဓိကတော့ငါလှုပ်တိုက်တဲ့အလုပ်တစ်ခုကကောင်းပါမလားလို့တွေးဖို့မနေပဲနဲ့လှုပ်တာလှုပ်ချလိုက်ပါကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်ကိုယ်တိုင်ကမှန်နေပြီဆိုရင်လှုပ်ချလိုက်ပါ
ကိုရေးနေတဲ့စောက်ကရောင်းအားအကောင်းဆုံးစောက်ဖြစ်နိုင်မှာမလားလို့ပူမနေပဲနဲ့ရေးစရာရှိတာသာရေးချလိုက်ပါတဲ့ Grammy ဆုချိတ်မှချိတ်ပါမလားတွေစိုးရင်မနေပဲနဲ့တဲ့တချင်းတွေတီးဂီတာတွေဖန်တီးပစ်လိုက်ပါအဓိကတော့ကိုယ့်ရဲ့ဝါသနာပါတဲ့အရာတစ်ခုကိုလှုပ်ချပစ်လိုက်ပါ just do it မင်းလုပ်နိုင်ပါတယ်ဘယ်ရမှာဆိုကြာဆုံးမှာကြောက်မနေပဲနဲ့ရဲရဲဝင့်ဝင့်စူးစမ်းပစ်လိုက်ပါဥပမာဆိုရင်ပေါ့ဗျာပြီးပြည့်စုံဆောင်ဆိုင်မနေမဲ့စားတကယ်လှုပ်ဖြစ်ဖို့နဲ့ဖြည်းဖြည်းချင်းတိုးတက်လာမှုကိုအာရုံစိုက်လိုက်ပါဥပမာတလာတဲ့နဲ့လုံမဲ့အရာတွေကတနည်းဖြစ်ကောင်းဖြစ်ကိုစူးစမ်းနေတဲ့အချိန်မှာအရာရာကန့်သက်နေတဲ့အချိန်တွေရှိပါတယ်တလာတဲ့နဲ့မဖြစ်နိုင်တာတွေသူများတလားနှစ်လစူးစမ်းပြီးတော့မှအောင်မြင်သွားတဲ့ဟာတွေကကို့အတွက်တလားနှစ်လမစူးစမ်းပဲနဲ့တနည်းနှစ်နှစ်လည်းကြားနိုင်ပါတယ်အဲ့ဒါတွေကိုကိုကလှုပ်တင်လှုပ်လိုက်တဲ့အရာတွေအားလုံးကိုကိုယ်တိုင်ငားနေပြီးတော့ဆုံးဖြတ်ပြီးတော့မှဘလောက်ပဲကြာဒီအလုပ်တစ်ခုကိုဒီဇိုင်းမမတ်နဲ့စူးစမ်းနေဖို့ဖြစ်ပါတယ်တဲ့ကိုဖန်တီးထားတဲ့အရာတွေကိုကိုပြန်တီးဖြတ်မယ်ပူကောင်းအောင်ပြန်ပြင်မယ်ပြန်ချိန်ညှိမယ်ဆိုလို့ရှိရင်ကိုမျောမှန်းထားတဲ့အရေးအချင်းတိုင်းအရေးအသွေးတိုင်းဖြစ်လာနိုင်ပါတယ်တဲ့အဓိကကတော့အဲ့ဒီဟာအရန်ကောင်းပါတယ်ကိုလှုပ်တင်လှုပ်လိုက်တဲ့ဟာကသူများမှာတလပဲရှိမယ်အချိန်သူများကတလစူးစမ်းမယ်ဆိုရင်တော့ကိုစူးစမ်းလိုက်တဲ့အချိန်မှာတစ်နှစ်ဖြစ်ကောင်းဖြစ်လာနိုင်ပါလိမ့်မယ်ဘလို့ပဲဖြစ်ဖြစ်လက်မလျှော့ပဲနဲ့အာတင်ပြီးတော့ရှီကိုဆက်ပါသူများအတိုင်းအောင်မြင်လာပါလိမ့်မယ်ဆက်စာဖို့တည်းရဲ့နောက်တက်လက္ခဏာတစ်ခုကတော့တဲ့မိမိကိုသေးသိမ်အောင်လုံးမိခြင်း downplaying ပါတဲ့ downplaying ဆိုတာကကိုအောင်မြင်မှုကိုယ်တိုင်သေးငင်အောင်လုံးမိတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်တဲ့ဥပမာအဖြစ်ကိုအထင်ကြီးစရာမကောင်းတဲ့ပုံစံဖြစ်အောင်တမင်စူးစမ်းနေထိုင်တာပဝင်းကျင်ကကိုချင်းချောက်လာတိုက်ခိုက်မှကြောက်လို့ပါပဲတဲ့ငါလုံနိုင်ခဲ့တယ်ကွာဆိုတဲ့စိတ်ခံစားချက်ကိုတဲ့ဖိနှိပ်ဖုံးကွယ်ထားလိုက်တယ်ဆိုတဲ့ဟာကတဲ့အထွတ်အထိပ်ရောက်နေပြီဆိုတဲ့ခံစားချက်ကိုကြောက်တာတွေဟာ downplaying ရဲ့အပြုတ်မှုတွေပါပဲတဲ့လူတွေကအထက်ကိုရောက်တဲ့အခါအောက်ကိုပြန်ပြုတ်ကျမှာကြောက်တာကြောင့်သူတို့ရဲ့ပုံရိပ်ကိုတဲ့သေးသိမ်အောင်လုံးမိတတ်ကြပါတယ်တဲ့ဒါပေမဲ့အဲ့ဒီ downplaying ကိုလုံးနေခြင်းဟာတဲ့တတောင်းတတာရှိတဲ့ comfort zone တွေကိုခုံဆင်းနေတာသဘောဖြစ်ပြီးတော့ set sabotage ရဲ့လမ်းစာတစ်ခုလို့လည်းပြောလို့ရပါတယ်တဲ့ downplaying လှုပ်ချင်တဲ့စိတ်ကိုအနိုင်ယူဖို့အတွက်ကတော့တဲ့အောင်မြင်မှုတစ်ခုခုရရှိလိုက်နိုင်တဲ့အခါအဲ့ဒီအောင်မြင်မှုတွေကိုလုံနိုင်ကိုင်းနိုင်စွမ်းရှိတယ်ဆိုတာကိုတူတယောက်စီမှာပဲရှိနေတာမဟုတ်ပါပဲနဲ့တဲ့လူတိုင်းမှာရှိနေနိုင်တယ်ဆိုတာကမြင်အောင်ကြည့်ပါတဲ့လူတိုင်းမှာကိုယ့်ရဲ့အောင်မြင်မှုကိုချီးမွမ်းပြောဆိုလာတဲ့အခါပခုံးတွန့်ပြပြီးမှဟာဘာမှမဟုတ်တာဗျာလို့ညှင်းဆန်နေမယ်အစားကျေးဇူးပါဗျာကျွန်တော်ကတော့ဒီလိုဖြစ်လာဖို့တော်တော်ကိုကြိုးစားထားရတာဗျအခုလိုအောင်မြင်လာတာကိုလည်းအတိုင်းမသိဝမ်းသာတာပေါ့ဗျာဆိုပြီးတော့အောင်မြင်မှုကိုလောလောချင်းချင်းအသိမှပြုလက်ခံရဲတဲ့စိတ်ဓာတ်မျိုးကိုပြောင်းလဲကျင့်သုံးပေးပါတဲ့ကိုကထိတ်ကိုရောက်တာစောလုံးနဲ့ဆိုပြီးတော့ကြောက်ရွံ့နေမိတယ်ဆိုရင်လေကိုယ့်ရဲ့တိုးတက်မှုတွေကိုပြန်ပြီးတော့ဆင်ခြင်သုံးသပ်ပါတိုးတက်အောင်မြင်မှုတွေဟာကြာရှုံးမှုဘက်သို့ဥတီလာစေတာမဟုတ်ဘဲနဲ့နောက်ထပ်အောင်မြင်မှုတွေရရှိလာနိုင်တယ်ဆိုတာမျိုးကိုလည်းသဘောပေါက်ပါတဲ့ဒါမှသာကိုယ်အစမ်းတက်တိနဲ့ကိုယ့်ရဲ့အောင်မြင်မှုတွေကိုကြောက်စိတ်ဝင်ပြီးတော့ downplaying မလုပ်ဘဲနဲ့မိမိစိတ်ကိုထိန်းချုပ်လာနိုင်မှာဖြစ်ပါတယ်တဲ့ဒါတွေမကဘဲနဲ့တခြားလူတွေကိုဝေဖန်ကဲ့ရဲ့တာမာနာကြီးတာစီးစနစ်မရှိတာဖြစ်ကြတဲ့ဆန်းနေတတ်တာကိုမလိုအပ်တဲ့အလုပ်တွေနဲ့ရှုံနေပြီးတော့အလုပ်များကျင်အောင်စောင်းတာမပေါင်းသင်းတဲ့လူတွေနဲ့အချိန်ဖြုံးတာတွေဟာလေကိုနင်မအောင်လုံနေတဲ့ဆက်စာဖို့တည်းရဲ့လက္ခဏာတွေပဲဖြစ်ပါတယ်လို့စာရွက်သူ Wiz ကဖော်ပြထားပါတယ်ဗျာအဲ့ဒီလိုဆက်စာဖို့တည်းရဲ့အပြုတ်အမူတွေကိုဖြစ်ပေါ်လာနိုင်တဲ့အတွင်းစိတ်ရဲ့အနက်ရှိုင်းဆုံးနေရာကခံစားချက်အကြောင်းတွေအဲ့ဒီခံစားချက်တွေကိုချုပ်ကင်နိုင်မှုအတွက်ခံစားမှုဆိုင်ရာဉာဏ်ရည်ကိုအသုံးချပြီးတော့အသုံးချခြင်းအကြောင်းတွေကိုတော့နောက်လာမယ့်အခန်းမှာကျွန်တော်ကဆက်လက်ဖော်ပြပေးဦးမှာဖြစ်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်စိတ်ရဲ့မသိစိတ်နဲ့သိစိတ်ကိုအဓိကကတော့ကျွန်တော်ပြောချင်တာကတော့ခွဲခြားနိုင်အောင်လုပ်ပါဘာမလို့ပဲဘလို့ပဲဖြစ်နေအချိန်တွေတစ်ခုကိုဘလို့ပဲဖြစ်ဒီဇိုင်းမမတ်စူးစမ်းအားထုတ်ပါလို့ပဲပြောချင်ပါတယ်အဲ့ဒီအတွက်ယခုလိုနားထောင်ပေးလိုက်တဲ့လူတွေအားလုံးစိတ်အတော်အတွင်းမှာ
ကိုယ်စိတ်ရဲ့မကောင်းတဲ့စိတ်တွေထဲမှာပိတ်မိမနေဘဲနဲ့ကောင်းမွန်စွာယုံထွက်နိုင်ကြပါစေကျွန်တော်ကိုယ်တိုင်လည်းယုံထွက်နိုင်အောင်ကြိုးစားနေပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ